လိုမရဘူးလေမင်္ဂလာပါဒီနေ့မှာတော့စိတ်ချမ်းသာတယ်ခွေးကြမှာချင်းရှိကြရလားနော်ဆိုတော့ဖះဖန်စနေနေ့ရက်တည်းမှာပြောရှင်နဲ့နေကြတာပေါ့လေနှလုံးသားတင်းနဲ့စိတ်တိတ်ကိုတင်းနဲ့အတွေ့အခေါ်အသက်လေးတွေအနာဂတ်အသစ်မျှော်လင့်ချက်အသစ်နဲ့နေ့ရက်စဉ်တိုင်းဆက်တန်းနိုင်ဖို့ရန်အတွက်ဆရာရှင်ကောင်းကြည့်ပေးပါစေနော်ရောက်တိုင်းကိုဆိုတော့ဒီနေ့မှာတော့ကျွန်မဆိုလို့ရှင်လည်းပဲအတိတ်ကိုအတိတ်မှထားခဲ့တယ်ဘလို့ဆရာရှိအောင်ဆက်လုပ်လိုက်တယ်လေပြီးတော့ဟိုမျှော်လင့်ချက်အသစ်နဲ့အသက်အသစ်နဲ့ပေါ့နော်စိတ်တစ်ကိုအသစ်နဲ့ဘဝကိုနေ့ရက်စဉ်တိုင်းအဲ့လိုပဲဖြတ်တန်းတယ်ဆိုတော့အရောက်စီတိုင်းကိုလည်းအဲ့လိုပဲဘဝကိုပြောလေးပဲဖြတ်တန်းစေချင်ပါတယ်ဘာလို့လဲဆိုတော့ဒီဘဝဒီအသက်တစ်ချောင်းဆိုတာကဖះငှားပေးမှရတာဖြစ်တယ်ပေါ့နော်အသက်ရှင်ခြင်းတိုင်းလည်းအသက်ရှင်ခွင့်ရတာမဟုတ်ဘူးသိခြင်းတိုင်းလည်းသိကြတာလည်းမဟုတ်ဘူးလေဆိုတော့ဒီရတဲ့ဘဝလေးကိုတော့တန်ဖိုးရှိဖြတ်တန်းကြရအောင်ဘသူကပဲတန်ဖိုးထားမထားပေါ့နော်ကိုတန်ဖိုးထားပြီးတော့မှကိုအကောင်ဆုံးအသက်ရှင်ကြရအောင်လို့ခွန်အားပေးချင်ပါတယ်လို့ပြီးလို့ရှိရင်creative ဉာဏ်လေးတွေပေါ့နော်အဲ့လိုအသစ်စမ်းလေးတွေပေါ့နေ့ရက်တစ်မှာအသစ်စမ်းလေးတွေကိုပဲတီထွင်ပြီးတော့မှစစ်စစ်မြတာနဲ့ကိုယ့်ရဲ့လုပ်ရက်တွေကိုလုပ်နေတဲ့အလုပ်တွေကိုချစ်တဲ့စိတ်နဲ့လုပ်ကြမယ်ကြိုးစားကြမယ်ကိုခံယူနေတဲ့အရာအသစ်အစမ်းတွေကိုလည်းခံယူကြမယ်လိလာကြမယ်ပေါ့နော်နေ့ရက်တစ်တိုင်းမှာအသစ်တော့အရာသူတစ်ပြင်းကြားခင်ပြောခြင်းနဲ့အရာတွေဆိုလို့ရှိမှာပဲလေအများကြီးဆိုတော့ဖះဖွင့်ရမယ်အသစ်တော့အရာတွေကိုလည်းမျှော်လင့်ရင်ဖះအတန်တော်နားထောင်ရင်ဆုတောင်းရင်နဲ့ပေါ့နော်ကျမ်းစာဖတ်ရင်နဲ့ကျွန်တော်တို့နေ့ရက်တွေကိုပြောရှင်နဲ့ဖြတ်တန်းစေချင်ပါတယ်ခြေနှောင်းနေရှိတယ်ခြေနှောင်းနေတဲ့ဟာရှိတယ်ဆိုလို့ရှင်လည်းပဲမခြေနှောင်းပါနဲ့တော့လို့လဲခွန်အားပေးခြင်းနဲ့ပေါ့နော်ခွန်တို့ပေးလိုက်ပါကိုရဲ့ဒီအသက်တစ်ချောင်းကိုပေါ့နော်တန်ဖိုးရှိနဲ့ပြောရှင်နဲ့ပဲဖြတ်တန်းကြရအောင်ငင်းချမ်းနဲ့ပဲလေဖြတ်တန်းကြရအောင်ဆိုတော့ကိုမလို့အတဲ့နေရာကိုရှောင်းပေါ့ကိုမလို့မုန်းတည်တဲ့လူတွေကိုရှောင်းပေါ့နော်ကိုဘက်ကတော့မေတ္တာကိုပြပြီးတော့မှအဲ့လိုပဲဖះအမြင်နဲ့ကြည်တက်ပြီးတော့မှဖះမေတ္တာနဲ့ချစ်ပြီးတော့မှချစ်ချင်းမေတ္တာနဲ့ပြုဝပြီးငင်းချမ်းတဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေနော်